မင်္ဂလာပါဗုဒ္ဓဟူးသားသမီးများအတွက်2026ခုနှစ်မတ်လတလတာကန်စာတာဟောစရန်ဖြစ်ပါတယ်ဗုဒ္ဓဟူးသားသမီးများဟာဆိုရင်ဖြင့်ယခုတလတာကာလအတွင်းမှာဗီဇာကိစ္စများပတ်စပို့ကိစ္စများနိုင်ငံခြားကိုထွက်ခွာခြင်းကိစ္စများနိုင်ငံခြားလူမျိုးခြားကံများအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်အလုပ်အင်တာဗျူးများအောင်မြင်နိုင်တဲ့ကာလဖြစ်ပါတယ်အလုပ်တဲ့အကင်အသစ်များစတင်လုပ်ကိုင်မယ်ဆိုရင်အထူးကောင်းမွန်တင်တော်မဲ့ကာလဖြစ်ပါတယ်အကြီးအကဲများရဲ့ကူညီမဆမှုကိုရရှိနိုင်တဲ့ကာလဖြစ်ပါတယ်အဝတ်အထည်ရောင်းဝယ်ရေးလုပ်ငန်းများအထည်အလိပ်နဲ့ပတ်သက်တဲ့လုပ်ငန်းများဖက်ရှင်လုပ်ငန်းများအဝတ်အထည်ချုပ်လုပ်တဲ့လုပ်ငန်းများလုပ်ကိုင်သူများအနေနဲ့အထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်အစိုးရနဲ့ပတ်သက်ဆွေးနွေးနေတဲ့လုပ်ငန်းများအစိုးရရုံးပိုင်းဆိုင်ရာနဲ့အသက်မွေးကြသူများဝန်ထမ်းများအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်နိုင်ငံခြားဖက်ဆက်လုပ်ငန်းများအထူးအကျိုးပေးတဲ့ကာလဖြစ်ပါတယ်ငွေကြေးအနေနဲ့ဗုဒ္ဓဟူးသားသမီးများအတွက်ယခုမက်လတလတာကာလဟာငွေထွက်လွန်များပြားနေတတ်တဲ့ကာလဖြစ်ပါတယ်ဝင်တလောက်ပြန်ထွက်နေတတ်တဲ့ကာလဖြစ်တယ်သူတစ်ပါးစီကိုငွေကြေးလက်လွန်ထားရင်အတောင်းရခတ်တာတွေဖြစ်တတ်ပါတယ်ယာဟုဖွားများအနေနဲ့ဗုဒ္ဓဟူးညနေပိုင်းမွေးတာကိုပြောတာနော်ယာဟုဖွားဆိုတာယာဟုဖွားများအနေနဲ့ကိုယ်တိုင်သုံးရတဲ့ငွေထက်မိသားစုမွေးချင်းမိတ်ဆွေအဖွဲ့အစည်းပရဟိတအစရှိတဲ့သူတစ်ပါးအတွက်ကုန်ရတဲ့ငွေတွေကပုံမိုးများပြားနေတတ်ပါတယ်မြေယာဝယ်ခြင်းသူများအနေနဲ့ပြဿနာပါတတ်လို့အထူးဂရုပြုစီစစ်တဲ့ကာလဖြစ်ပါတယ်မိတ်ဟောင်းဆွေဟောင်းများပြတ်တတ်ပါတယ်မိတ်ဆွေဆရာသမားများအတွက်စိတ်တော့ကရောက်ရတဲ့ကာလဖြစ်ပါတယ်ကြာတာပရိသမီးအမျိုးသမီးမိတ်ဆွေများနဲ့အမျိုးသမီးမိတ်ဆွေများနဲ့အလောက်ဆက်တူလောက်ခဲ့မယ်ဆိုရင်ပြဿနာပေါ်တတ်ပါတယ်အမှားအယွင်းမရှိအောင်အထူးဂရုပြုလှုပ်ဆောင်တဲ့ကာလဖြစ်ပါတယ်ဖုံစကမ်းများဝယ်မယ်ဆိုရင်အဝယ်မှားတတ်ပါတယ်အဲဒါပါတတ်တယ်ပေါ့နော်ပြစ်ချက်တွေပါလာတတ်ပါတယ်တန်ရာတန်ကြီးကာလပေါက်သေးတဲ့ပုံမိုးများပြားတာတွေလည်းဖြစ်တတ်ပါတယ်မြေယာရောင်းချခြင်းသူဗုဒ္ဓဟူးသမီးများသားသမီးများအနေနဲ့ခက်ခဲနေတတ်တဲ့ကာလဖြစ်ပါတယ်ဈေးအများကြီးလျှော့ပေးမှအယောင်းထွက်တတ်တဲ့ကာလဖြစ်ပါတယ်မြေရောင်းသူများတန်ရာတန်ကြီးနဲ့အယောင်းဝယ်ဖြစ်ဖို့ခက်ခဲနေတတ်တဲ့ကာလဖြစ်ပါတယ်ဗုဒ္ဓဟူးသားသမီးများအနေနဲ့ယခုမက်လတလတာကာလဟာအချစ်ရေးမှာဆိုရင်ဖြင့်ကိုချစ်ရတဲ့သူကကိုထားခဲ့တာမျိုးတွေကိုကွယ်ရာမှာနောက်တစ်ယောက်ထပ်ရှိတာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်တဦးနဲ့တဦးအထူးသစ္စာရှိကြသူများအနေနဲ့လဲတယောက်နဲ့တယောက်နားလည်မှုတွေလွဲမှားပြီးပြဿနာဖြစ်ရတာလေးတွေဖြစ်ပေါ်တတ်တဲ့ကာလဖြစ်ပါတယ်တဦးနဲ့တဦးနားလည်မှုနဲ့သစ္စာတရားခိုင်မြဲကြသူများကတော့အကြောင်းအမျိုးမျိုးကြောင့်အဝေးမှာခွဲခွာပြီးနေရတတ်တဲ့ကာလဖြစ်တယ်ကိုယ့်ရဲ့ချစ်သူအတွက်စိတ်ပူပင်တော့ကရောက်ရတဲ့ကာလဖြစ်တယ်ကိုယ့်ရဲ့ချစ်သူရည်စားနဲ့အားလုံးအဆင်ပြေနေတဲ့လူတွေကတော့ငွေကြေးအထွတ်များတာတွေမိခင်ကျမ်းမာရေးချူချတာတွေကြုံတွေ့ရတတ်လို့ရရပြုပြင်ခြင်းဖြင့်အဆိုးများပြေပြအောင်ပြုပြင်တဲ့ကာလဖြစ်တယ်ဗုဒ္ဓဟူးသားအိမ်ထောင်ရှင်အမျိုးသားများနဲ့အနေနဲ့ဇနီးမယားနဲ့စိတ်မကြည်သားမဲ့ကိစ္စတွေအနှဲငယ်ဖြစ်ပေါ်တတ်တဲ့ကာလဖြစ်တယ်ဗုဒ္ဓဟူးသမီးအိမ်ထောင်ရှင်များအနေနဲ့လင်ယောက်ျားအပေါ်စိတ်တိုင်းမကြတာတွေအိမ်ထောင်ဘက်နဲ့သူများကြားဝင်မှုကြောင့်ပြဿနာဖြစ်ပေါ်ရတာတွေကြုံတွေ့ရတတ်ပါတယ်လင်ယောက်ျားကျမ်းမာရေးချူချတာတွေလင်ယောက်ျားအပေါ်ယုံကြည်မှုကြာဆင်တာတွေဖြစ်ပေါ်တတ်တဲ့ကာလဖြစ်ပါတယ်သားသမီးရှိသူများသားသမီးများအတွက်စိတ်ပူပင်တော့ကဖြစ်ရတတ်ပါတယ်ယခုမက်လတလတာဟာဗုဒ္ဓဟူးသားသမီးများအတွက်အိမ်ထောင်ရေးအားနည်းတဲ့ကာလဖြစ်လို့ရရပြုပြင်ခြင်းဖြင့်အញ្ញံအဆိုးများပြေပြောက်ပြီးအိမ်ထောင်ရေးဒုက္ခရရှိအောင်ပြုပြင်တဲ့ကာလဖြစ်ပါတယ်တဦးနဲ့တဦးနားလည်မှုတွေနဲ့တိဆောက်တဲ့ကာလဖြစ်တဲ့အင်္ဂါနံစက်ပစ္စည်းများပြတ်တက်ထွက်တတ်တဲ့ကာလဖြစ်ပါတယ်2026ခုနှစ်3လပိုင်းမက်လတလတာအတွက်ဗုဒ္ဓဟူးအစဗုဒ္ဓဟူးအဆုံးအမည်ရှင်များအနေနဲ့ကျမ်းမာရေးအနေငယ်ချူချတတ်တာတွေစိတ်တူစရာများကြံဖန်ပြီးပေါ်ပေါက်တတ်တာတွေအလိုလိုနေရင်စိတ်တူနေတတ်တာတွေဖြစ်ပေါ်နိုင်တဲ့ကာလဖြစ်လို့ဘာသာရေးနဲ့ဖြတ်ကျော်တဲ့ကာလဖြစ်ပါတယ်ဗုဒ္ဓဟူးအစဇာတာပရိအဆုံးအမည်ရှင်များကတော့စိတ်လေးတာတွေစိတ်ပင်ပန်းရတာတွေကျမ်းမာရေးပြဿနာလေးတွေဖြစ်ပေါ်နိုင်တဲ့ကာလဖြစ်ပါတယ်အချစ်ရေးအိမ်ထောင်ရေးငွေရေးကြေးရေးစိတ်တော့ကရောက်ရနိုင်တဲ့ကာလဖြစ်ပါတယ်ဗုဒ္ဓဟူးအစတောက်ကြအဆုံးအမည်ရှင်များအရာရာမလိုအပ်ပဲပူပင်တော့ကများပြားနေတဲ့ကာလဖြစ်ပါတယ်စိတ်ချမ်းသာမှုကိုရရှိခြင်းနဲ့ဆိုရင်နေရာတကာလိုက်လံပူပန်နေမှုကိုလွှတ်ချထားတဲ့ကာလဖြစ်တယ်ဗုဒ္ဓဟူးအစ
စနေအဆုံးအမည်ရှင်များအနေနဲ့ကတော့ယခုမလတလတာဟာအထူးအောင်မြင်ပျော်ရွှင်ကောင်းမွန်တဲ့ကာလဖြစ်ပါတယ်စိတ်ကူးတဲ့အကြံစီတစ်များအထူးအောင်မြင်နိုင်တဲ့ကာလဖြစ်ပါတယ်ရာထူးတိုးတက်တတ်တဲ့ကာလဖြစ်တယ်သူတစ်ပါးရဲ့အကူအညီတွေနဲ့အထူးအောင်မြင်ပျော်ရွှင်ရတတ်တဲ့ကာလဖြစ်တယ်ဗုဒ္ဓဟူးအစတနင်္ဂနွေအဆုံးအမည်ရှင်များကတော့အနှဲငယ်စိတ်ပင်ပန်းမှုတွေကြုံတွေ့ရနိုင်ပေမဲ့အဲ့ဒီပင်ပန်းမှုတွေကနေပဲအောင်မြင်ပျော်ရွှင်ပိုင်ဆိုင်ရမှုတွေကိုရရှိနိုင်တဲ့ကာလဖြစ်ပါတယ်အလုတ်အကိုင်းအခွင့်အလမ်းကောင်းများပေါ်ပေါက်ပြီးတိုးချက်တီးထွင်းလောက်ကိုင်းတဲ့ကာလဖြစ်တယ်အလုတ်မှာစိတ်ပင်ပန်းကိုပင်ပန်းအကြောင်းရင်းခံပြီးအောင်မြင်မှုတွေရရှိနိုင်တဲ့ကာလဖြစ်တယ်ဗုဒ္ဓဟူးအစတနင်္လာအဆုံးအမည်ရှင်များအနေနဲ့အောင်မြင်မှုတွေပျော်ရွှင်မှုတွေရဲ့နောက်ကွယ်မှာကြာရှုံးမှုတွေနဲ့စိတ်ညစ်ရမှုတွေစိတ်တူရမှုတွေဖြစ်ပေါ်နိုင်တဲ့ကာလဖြစ်တာမို့အရာရာမှာမပေါ့ဆာပဲသတိနဲ့လောက်ကိုင်းကြံစီပြုမှုပြောဆိုတဲ့ကာလဖြစ်ပါတယ်ကိုချစ်ခင်ရသူတွေရဲ့တစ္ဆာမဲ့မှုကိုခံရတတ်တဲ့ကာလဖြစ်တာကြောင့်အယုံမလွယ်မိဖို့လိုအပ်တဲ့ကာလဖြစ်တယ်ဗုဒ္ဓဟူးအစအင်္ဂါအဆုံးအမည်ရှင်များကျမ်းမာရေးဂရုပြုနေထိုင်ရမယ်ကာလဖြစ်တယ်ရုတ်တရက်ကားဆိုင်ကယ်လက်နက်ဘေးအန္တရာယ်များဂရုပြုရမယ်ကာလဖြစ်တယ်စိတ်တွေလေပြီးတွေးဟာဖြစ်နေတာအဝေးကိုထွက်သွားခြင်းနေတာတွေဖြစ်ပေါ်နေတတ်တဲ့ကာလဖြစ်ပါတယ်ငွေထွက်တွေလည်းအလွန်များပြားနေတတ်တဲ့ကာလဖြစ်တယ်အင်္ဂါနေ့ညနေ4နာရီမှ6နာရီအတွင်းမှာမြေကြီးပေါ်မှဆန်32ပုံပုံပြီးငှက်မြားမှအစပြုပြီးတော့တတဝါလေးတွေကိုအာဟာရဒါနလှူဒန်းပေးမယ်ဆိုရင်ဖြင့်အိမ်ထောင်ရေးဒုက္ခများကင်းဝေးပါလိမ့်မယ်တနင်္လာနေ့မနက်6နာရီမှ7နာရီအတွင်းမှာငါးများကိုအစာကျွေးပေးခြင်းငါးအသက်လွတ်ကုသိုလ်ပြုပေးခြင်းဖြင့်ငွေရေးကြေးအခြေရေးပြဿနာများကင်းဝေးပါလိမ့်မယ်ကြာတာပရိနေ့12နာရီမှ2နာရီအတွင်းအိမ်ထောင်ရှိသူကြာတာပရိအမျိုးသမီးတူကိုမြေပဲယူလှူဒန်းပေးခြင်းဖြင့်မိတ်ဆွေဆရာသမားတို့ကြောင့်ဖြစ်ပေါ်နေတဲ့ဒုက္ခများမြေယာကြောင့်ဖြစ်ပေါ်နေတဲ့ဒုက္ခများပြေပြောက်ပါလိမ့်မယ်ဗုဒ္ဓဟူးသားသမီးများဟာဆိုရင်ဖြင့်ယခုမတ်လတလတာကာလအတွင်းမှာစနေနေ့နံနက်8နာရီမှ10နာရီအတွင်းမှာစနေနံသင်ပန်းများဖះမှာကလူပေးခြင်းအဲစပွဲအလုတ်စပွဲမှာပန်းအိုးများထိုးထားခြင်းဖះမှာထောပတ်ထမင်းတို့ဒံပေါက်ထမင်းတို့လှူဒန်းပေးခြင်းဖြင့်အထူးကောင်းမွန်တဲ့ကံကောင်းခြင်းတို့ကိုရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်ဗုဒ္ဓဟူးသားသမီးများအားလုံးကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ